Chelsea အသင်းကကစားသမားတွေမှာရင်းချက်မှုဆိုတာတကယ်ပဲမရှိတော့တာလား62မိနစ်မှာဂိုးပေးလိုက်တာကိုကြည့်ပြီးညီကိုတော့ကျွန်တော်လိုပဲဒေါသထွက်နေကြပြီလားအားလုံးပဲမင်္ဂလာပါ Blue Insight ကနေပြန်လဲကြိုးစားပါတယ်ဒီနေ့ဗီဒီယိုကတော့ပုံမှန်လို့ပြောစရာကောင်းနေမှာမဟုတ်ပါဘူးကျွန်တော်တို့ Chelsea ပရိသတ်တွေအတွက်တကယ်ကိုစိတ်ပြက်စရာကောင်းတဲ့ညတညဖြစ်ခဲ့လို့ပါဘန်လီကိုတန်းစင်းဆောင်အသင်းကိုအိမ်ကွင်းမှာနိုင်အောင်မကစားနိုင်ပဲတတ်မှတ်ပဲရနိုင်ခဲ့တဲ့အပေါ်ဘာတွေသင်ခန်းစာယူရမလဲဆိုတာအသေးစိတ်ဆွေးနွေးသွားမှာပါပထမဦးဆုံးအနေနဲ့ကစားသမားတွေရဲ့စိတ်သက်ပိုင်းကိုပြောချင်ပါတယ်။ Africa ပွဲပြီးတော့သူတို့ကိုဒူဘိုင်းမှာအပန်းဖြေဖို့ခွင့်ပေးခဲ့တယ်။ဒါဟာကောင်းတဲ့ရည်ရွယ်ချက်ဖြစ်နိုင်ပေမဲ့ကွင်းထဲမှာတော့သူတို့ကအားလက်ရက်မှာစိတ်မပါတပါနဲ့ပြန်လာတဲ့ပုံစံမျိုးဖြစ်နေပါတယ်။အလုပ်ပေါ်အောင်စူးစိုက်မှုလုံးဝမရှိတာကိုတွေ့ရပါတယ်။အနားပြီးလိုက်တဲ့ကအာရင်အသေးဖြစ်မလာပဲပေါ်စားမှုကိုဖြစ်စေခဲ့ပါတယ်။ဒီနေ့ပွဲမှာတော့ကိုပါမောက်ကိုကြည့်ရတာတခုခုကိုမှားယွင်းနေပါတယ်။ပုံမှန်တွေ့နေရတဲ့သူ့ရဲ့အပိုင်းဘောလုံးထိန်းသိမ်းမှုတွေဖန်တီးမှုတွေပျောက်ဆုံးနေပြီးဘောလုံးအဆုံးသတ်တာကလည်းတကယ်ကိုအားမရစေရပါ။ဂိုးသမားနဲ့တဦးချင်းတွေ့တဲ့အခွင့်အရေးတွေကိုလွဲချော်ခဲ့တာပွဲကိုအဆုံးမတတ်နိုင်တဲ့အဓိကအချက်တွေကတခုပါပဲအဆိုးဆုံးကတော့ Wesley Fofana ပါပဲဝါကတ်တစ်ခါထိပြီးသားကိုအခြေအနေမှာပြိုင်မဲ့ကွင်းဘက်ချမ်းဘာမှစိုးရိမ်စရာမရှိတဲ့နေရာမှာအဲ့လောက်ပြင်းထန်တဲ့ဖြတ်ထုတ်မှုမျိုးကိုလုပ်စရာအောင်မလိုပါဘူးကစားသမားရဲ့ရင်းချက်မှုအားနဲ့တော့ပြသလိုက်တာပါသူ့ရဲ့အနီးကပ်ကြောင့်အသင်းကမလိုအပ်ပဲဖိအားတွေဝင်လာခဲ့ပါတယ်ဒီရာသီမှာကျွန်တော်တို့အနီးကပ်တွေခဏခဏထိနေရတိုက်ဆိုင်မှုမဟုတ်တော့ပါဘူးစီကံပိုင်းနဲ့စိတ်သက်ပိုင်းထိန်းချုပ်မှုအားနည်းနေတာကိုပြသနေတာပါ10ယောက်တည်းနဲ့ကစားရတဲ့အခါပွဲကိုထိန်းချုပ်ဖို့ခက်ခဲသွားပြီးဘန်လီကိုအခွင့်အရေးတွေပေးလိုက်ရလို့ဖြစ်သွားပါတယ်62မိနစ်မှာပေးလိုက်ရတဲ့ခြေပါကိုကြည့်ပါ James West ကတောင်းငံဘောကနေကန်တယ် Fleming ကခေါင်းတိုက်သွားတယ်ဒီအချိန်မှာကျွန်တော်တို့ကစားသမားတွေဘာလုပ်နေကြရလဲအားလုံးကဘောလုံးကိုပဲငေးကြည့်နေကြတာအထူးသဖြင့်တိုစင်နဲ့အန်ဒရီဆန်တိုတို့လူကကစားပုံကတကယ်ကိုအားနည်းနေပါတယ်ဒီပွဲက3မှန်ကျွန်တော်တို့အတွက်အနိုင်ဆုံးမျှော်လင့်ချက်ပါပဲဒါကမှမရယူနိုင်ရင်တော့ချန်ပီယံလိဝင်အတွက်စကားပြောဖို့တော့မလိုတော့ပါဘူးအခုလိုပုံစံမျိုးနဲ့ဆိုရှေ့မှာတွေ့ရမယ်အာဆင်နယ်နဲ့အက်စတွန်ဗီလာတို့အသင်းတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတော့ကျွန်တော်တို့စိုးရိမ်စရာပါကျွန်တော်အနေနဲ့ပြောရရင်တော့ငွေတွေအများကြီးသုံးထားပေမဲ့ကွင်းထဲမှာတော့စိတ်သက်ပိုင်းဆိုင်ရာခေါင်းဆောင်မှု leadership လုံးဝမရှိတော့ဘူးထပ်တွေ့ရပါတယ်ပြည်သက်တွေကဒီပွဲပေါ်ဘယ်လိုမြင်ကြလဲဘယ်ကစားသမားကအဆိုးဆုံးလဲကွန်မန့်မှာဆင်းနေပေးထားကြပါအောင်အခုလိုကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်